မင်္ဂလာပါကျွန်တော်တို့ကိန်းစာကိုတူတကွာပြန်ပြီးလေ့လာကြရအောင်ကျွန်တော်တို့လေ့လာမှာကတော့ကိန်းကနန်းရေတွက်ခြင်းပဲဖြစ်ပါတယ်ကိန်းကနန်းရေတွက်ခြင်းဖတ်ခြင်းကိုတူတကွာလေ့လာကြမယ်ဒါဆိုစလိုက်ရအောင်0ဆိုရင်ဒါနောတမီ1ဆိုရင်တခီ2ဆိုရင်ခီ3ဆိုရင်သ4ဆိုရင်လွီ5ဆိုရင်ရဲ6ဆိုရင်ဟူ7ဆိုရင်နွီ8ဆိုရင်ဟို9ဆိုရင်ခွီ10ဆိုရင်တစီတို့ပဲဖြစ်ပါတယ်ဒါဆိုရင်အစဆုပ်တစ်ခေါက်ပြဖတ်ပါမယ်ဒါနောတမီတခီသလွီရခူနွေဟိုခွီတစီတို့ပဲဖြစ်ပါတယ်ဒါဆိုရင်နောက်ဗီဒီယိုမှာပြန်ပြီးတွေ့ကြမယ်အားလုံးကိုဘိုင်